မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါတယ်ရှင်။ဆ iam ကဒီနေ့နောက်ထပ်နော်ဆ iam ရဲ့မေတ္တာလက်ဆောင်အဟောလေးတွေ15ယောက်ကိုနောက်ထပ်ထပ်ပြီးတော့ဟောပေးသွားမှာပဲဖြစ်ပါတယ်ရှင်။မိမိရဲ့ဇာတာနံပါတ်ကလေးတွေနဲ့စစ်ဆေးပြီးတော့နားထောင်ပေးသွားဖို့ဖြစ်ပါတယ်။အခုဒီနေ့စပြောမှာကဇာတာနံပါတ်63ခွန်ကနေစမှာပဲဖြစ်ပါတယ်ရှင်။ဇာတာနံပါတ်63ခုကိုစပြီးတော့ဟောပေးပါမယ်။နော်ဇာတာနံပါတ်63ခုကလက်ကကံလက်ပိုင်ရှင်ဖြစ်တဲ့တနင်္ဂနွေကုံရာသီမှာရှိလို့ကုံရာသီပွားပါတနင်္လာကျိုကရကတ်ရာသီမှာရက်တည်နေခြင်းမွေးဖွားခဲ့လို့ကရကတ်ဆန်းဖြစ်ပါတယ်။နော်ဇာတာမှာအင်အားကြီးမှပြီးလက်ပါဝါကိုအကောင်းဆုံးအထောက်ပံ့ပေးနိုင်တယ်လို့ဖော်ပြထားတဲ့အင်အားကြီးမှတဲ့ဂျိုးကတနင်္လာဂျိုးကြီးဖြစ်ပါတယ်။ဒါကြောင့်ဇာတာရှင်ကတနင်္လာဂျိုးကြီးဆိုတဲ့ပလဲကြောင့်မြတ်ကိုအဆောင်ကြောင့်မြတ်အနေနဲ့ဝတ်ဆင်နိုင်တာဖြစ်ပြီးတော့အယောင်ကာလအနေနဲ့လည်းပဲတနင်္လာဂျိုးကြီးဆိုတဲ့နော်တနင်္လာဂျိုးကြီးဆိုတဲ့ပလဲကြောင့်မြတ်နဲ့အဖြူရောင်ကိုသုံးဆွဲရမှာဖြစ်ပါတယ်ရှင်။အဲ့တော့ဇာတာရှင်ကအခုဖြတ်တန်းနေတဲ့အကျိုးပေးတတာကအဲ့ဒီတနင်္လာဂျိုးကြီးရဲ့ကာလတဲမှာပါနော်17တန်သခင်17တန်မှာကတဲ့အားနဲ့ရက်နေတဲ့တနင်္လာရဲ့ကာလဖြစ်ပါတယ်ရှင်အဲ့တော့တနင်္လာဂျိုးကြီးဟာကောင်းမွန်တဲ့အကျိုးပေးနဲ့ရက်တည်နေတာပါအခုဇာတာရှင်သိလို့ဒါကငွေချေးထားတာတွေပြန်ရမလားသိချင်ပါတယ်လို့မေးထားတာပါအဲ့တော့နင်းလာတသားကြီးကအချိန်ကာလအဖြစ်သူက10နှစ်ကြာမြင့်မှာဖြစ်ပါတယ်ဒါကြောင့်အဲ့ဒီတနင်္လာ10နှစ်ကိုထပ်ပြီးအသေးစိတ်စိတ်ပိုင်းတဲ့အခါမှာအန္ဒရာတသားအနေနဲ့ကိုရောက်နေတဲ့ကာလကဗုဒ္ဓဟူးချုပ်ကြီးရဲ့အန္ဒရာကိုရောက်နေတာဖြစ်ပါတယ်ဗုဒ္ဓဟူးချုပ်ကြီးကလက်နဲ့10တန်းသခင်ဖြစ်ပြီးလက်ရဲ့6တက်မှာရက်တည်နေတဲ့ဂျိုတသားဖြစ်ပါတယ်ဒါကြောင့်ဒီဗုဒ္ဓဂျိုတသားကြီးကတော့ကိုယ့်လက်ထဲကိုစီးပွားရေးအလုပ်ရအကျိုးအမြတ်ရချီးငှားထားတဲ့ငွေကြေးတွေဝင်လာဖို့အားနေတဲ့ကာလလို့တွေ့ရပါတယ်အဲ့တော့ဗုဒ္ဓကာလကြီးပြီးသွားရင်တော့ကိတ်ချိုရဲ့ကာလရောက်ရှိလာမှာဖြစ်ပါတယ်ကိတ်ချိုကြီးကလည်းထိုနည်းတူစွာပဲဗုဒ္ဓဂျိုရဲ့သဘောတိုင်းအကျိုးပေးမယ်လို့တွေ့ရပြန်ပါတယ်အဲကြောင့်ဒီဇာတာမှာသတိထားဖို့လိုတာကမူလဇာတာမှာတောက်ကြကြကြီးကကောင်းမွန်တဲ့အုပ်အားကိုရလို့ဇာတာရှင်ကဥစ္စာစီးပွားချမ်းသာမှုတွေကိုခံစားရမယ်လို့ဆိုပေမဲ့ယနေ့မြုံနှံမှုကိုပေးတဲ့အနတ္တသခင်တောက်ကြရှစ်တက်မှာယက်တည်ထားတဲ့အတွက်မိမိရဲ့ငွေကြေးတွေဟာသူတစ်ပါးလက်ထဲမှာအချိန်ကြာကြီးမြုပ်နေတတ်တဲ့ဇာတာရှင်ဖြစ်ပါတယ်ရှင်။ဒါကြောင့်အပြင်ကိုပေးထားတဲ့ငွေကြေးတွေကအချို့သာပြန်ရနိုင်ပြီးအချို့သူတစ်ပါးလက်ထဲမှာအချိန်ကြာမြင့်စွာဆုံးရှုံးတတ်ပါတယ်။ဒါကိုသတိထားဖို့လိုတယ်လို့ပြန်ပြီးဖြေကြားပေးလိုပါတယ်ရှင်။နော်ဒါကဇာတာနံပါတ်63ခုကိုပြောသွားတာပါရှင်။နော်နောက်တစ်ခါဇာတာနံပါတ်638ကိုပြောပါမယ်။ဇာတာနံပါတ်638ကအမျိုးသမီးတဦးရဲ့ဇာတာပါရှင်။အဲ့တော့ဒီဇာတာမှာဇာတာရဲ့တိဆောက်ထားပုံလေးကလက်ဟာကံလက်ပိုင်ရှင်ဖြစ်တဲ့မေထုံရာတိပွားဖြစ်ပြီးတော့မကာရစမ်းပိုင်ရှင်ဖြစ်ပါတယ်ဒီဇာတာတစ်စောင်းလုံးမှာကောင်းမွန်တဲ့အင်အားနဲ့ဇာတာရှင်ရဲ့ဘဝကိုကောင်းချိုးအပြည့်အဝပေးမဲ့ကြိုးကကသက်အားနဲ့ယက်တိထားတဲ့နော်2တက်နဲ့6တက်သခင်တောက်ကြကြိုးကြီးဖြစ်ပါတယ်ဒါကြောင့်တောက်ကြကြိုးကြီးဆိုတဲ့အဖြူရောင်ဟာဇာတာရှင်အတွက်အကောင်းဆုံးအကျိုးပေးရောင်ဖြစ်ပြီးအဆောင်ကြောင်းမြတ်အနေနဲ့တော့တောက်ကြကြိုးကြီးဆိုတဲ့စိန်ကြောင်းမြတ်ကိုအဆောင်ကြောင်းမြတ်အဖြစ်ရွေးချယ်နိုင်ပါတယ်ဇာတာရှင်တွေအခုရောက်နေတဲ့အကျိုးပေးကာလကရာဟုထိုလရဲ့အင်္ဂါအန္ဒရာဒတာကာလဖြစ်ပါတယ်ဇာတာရှင်သိလို့တာကဘယ်နှစ်လောက်ကိုယ်ပိုင်လုပ်ငန်းလုပ်နိုင်မလဲသိချင်ပါတယ်တဲ့ကိုယ်ပိုင်လုပ်ငန်းဆိုတာကိုယ်ပိုင်ငွေကြေးနဲ့ယင်းနှမြုံနှံနဲ့2တက်နဲ့10တန်းပါဝကောင်းစွာဆက်နွယ်လာတဲ့အချိန်ကာလတွေဖြစ်ရပါမယ်
ဒါကြောင့်ဒီဇာတာမှာနှစ်တက်ကိုယ်ပိုင်ငွေကြေးနဲ့ယင်းနှိမ့်မြုပ်နှံမှုကိုဖော်ပြတဲ့တောက်ကြကြိုးနဲ့အလောက်ကိုင်းစီးပွားရေးဖော်ပြတဲ့10ဓာတ်မှာရက်တည်ကြတဲ့ဂျိုတွေနဲ့ဆက်တဲ့အချိန်ကာလတွေကိုရှာဖွေရမှာဖြစ်ပါတယ်။ဒါကြောင့်တသာအပိုင်းခြားတွေကိုကြည့်တော့အခုရောက်နေတဲ့ရာဟုဂျိုကြီးကတော့စနေပိုင်အိမ်ငါးဓာတ်မှာရက်တည်နေတာကိုတွေ့ရတယ်။ဒါကြောင့်ဒီရာဟုကတော့ဇာတာရှင်ကိုယ်ပိုင်စီးပွားလုပ်ငန်းလုပ်ဖို့အပြည့်အဝအကျိုးပေးနိုင်မှုအားနည်းပါတယ်။အဲ့ဒီရာဟုဂျိုကြီးကကျော်လွန်သွားရင်ရောက်လာမဲ့ဇာတာပရိကာလကြီးက2029 January ကနေ2043 January အတွင်း16နှစ်ဖြတ်မှာဖြစ်ပါတယ်။အဲ့ဒီဇာတာပရိဂျိုကြီးကဒီဇာတာရှင်အတွက်10ဓာတ်မှာရက်တည်နေတဲ့4ဓာတ်9ဓာတ်သခင်ဖြစ်ပြီးဝဂုတ်တော်မှနဝင်းကိုစီးထားပါတယ်။ဒါကြောင့်ဒီဇာတာပရိထူလာတသာဝင်ရောက်လာမဲ့2029ကနေစပြီးကိုယ်ပိုင်စီးပွားလုပ်ငန်းတွေလုပ်ကိုင်နိုင်ဖို့ကံတရားတွေစတင်ရောက်ရှိလာပြီလို့ပြန်လဲဖြေကြားဟောဆိုပေးလိုက်ပါတယ်ရှင်။ဒါကဇာတာနံပါတ်638ကိုဟောပေးတာပါ။နောက်ထပ်ဇာတာနံပါတ်639ကိုဟောပေးပါမယ်ရှင်။ဇာတာနံပါတ်639ကလည်းအမျိုးသမီးတူဦးရဲ့ဇာတာဖြစ်ပါတယ်။နော်ဒီဇာတာလေးကတိမ်လက်ဖြစ်ပြီးတော့နော်မိန်ရာသီပွားဖြစ်ပါတယ်တူဆန်းပိုင်ရှင်လို့မှတ်သားထားရမှာဖြစ်ပါတယ်ရှင်ဒီဇာတာမှာကောင်းမွန်ပြီးအင်အားကြီးမားစွာနဲ့ကောင်းချိုးပေးစေနိုင်တယ်လို့ဖော်ပြထားတဲ့ဂျိုကောင်းကတော့ဒီဇာတာမှာထူးထူးခြားခြားအုပ်အားနဲ့ရက်တည်လာတဲ့၄တန်းနဲ့၉တန်းသခင်9တန်းမှာရက်တည်တဲ့အင်္ဂါဂျိုပါဒါကြောင့်အင်္ဂါဂျိုရဲ့ကောင်းကျိုးချမ်းသာတွေကိုအပြည့်အဝရရှိစေဖို့အတွက်အရေးကြီးတဲ့ကာလတွေမှာနိညိုရောင်ကိုအသုံးပြုရမှာဖြစ်တယ်လို့အဆောင်ကြောင်းမြတ်အနေနဲ့အင်္ဂါဂျိုကြီးဆိုတဲ့တန်တာကြောင်းမြတ်ကိုအဆောင်ကြောင်းမြတ်အနေနဲ့ဝတ်ဆင်နိုင်ပါတယ်။နော်ဇာတာရှင်အခုရောက်နေတဲ့အချိန်ကာလကဗုဒ္ဓဟူးထူလာဗုဒ္ဓဟူးအန္ဒရာတဲမှာပါဗုဒ္ဓထူလာဗုဒ္ဓအန္ဒရတဲရောက်နေတဲ့ဇာတာရှင်ကဘာကိုသိကျင်တာလဲဆိုတော့ဆေးဆိုင်လေးဖွင့်ညင်ပါတယ်အစဉ်ပြေမပြေသိကျင်ပါတယ်လို့မေးထားပါတယ်ဆေးဆိုင်ဖွင့်ဖို့ဆိုရင်တော့ဒီဇာတာမှာရှစ်တက်ဘာဝကောင်းနေဖို့လိုတယ်လို့ယင်းနှမြုံနှံမှုနဲ့ပတ်သက်တဲ့ကောင်းကျိုးတွေရှိနေဖို့လိုပါတယ်အခုရောက်နေတဲ့ဗုဒ္ဓဟူးဂျိုကြီးကယင်းနှမြုံနှံမှုကိုပေးတဲ့နှစ်တန့်သခင်ဖြစ်ပြီးကောင်းမွန်တဲ့10တန့်လုပ်ငန်းစီးပွားဘာဝမှာရက်တည်နေတာကိုတွေ့ရပါတယ်။ဒါကိုကြည့်ချင်းအဖြစ်တော့အခုရောက်နေတဲ့ဗုဒ္ဓထူလာဗုဒ္ဓအန္ဒရဒတာကာလ2029ဧပြီမတိုင်မီဝင်တဲ့ကာလမှာစေးဆိုင်လုပ်ငန်းကိုစတင်လုပ်ကိုင်နိုင်ပြီးအောင်မြင်မယ်လို့တွေ့ရတယ်။ဒီပြန်မှာရှစ်တန့်ဘာဝသခင်ဟာဂျာတာပရိဖြစ်ပြီးမိမိပိုင်ရှစ်တန့်ဘာဝကိုအမြင်ရှိထားပါတယ်။ဒါကြောင့်စေးဆိုင်လုပ်မဲ့လုပ်ငန်းဟာအောင်မြင်မဲ့လုပ်ငန်းဖြစ်တယ်လို့ဖော်ပြထားတာတွေ့ရပါတယ်ရှင်။နော်ဒါကဇာတာနံပါတ်639လေးကိုဖော်လိုက်တာပါရှင်။နောက်ထပ်643ကိုသွားပါမယ်နော်။အခုရောက်လာတဲ့ဇာတာနံပါတ်643လေးကိုဆက်ပြီးတော့ဇာတာတိဆောက်ပုံလေးပြောပါမယ်။ဓနုလည်းဒိဋ္ဌာစံပိုင်ရှင်ဖြစ်ပြီးရာသီပွားကကံရာသီပွားဖြစ်ပါတယ်။ဒီဇာတာတစ်စောင်းလုံးမှာကောင်းမွန်တဲ့အင်အားနဲ့ဇာတာရှင်ရဲ့ဘဝထူးခြားတဲ့ကောင်းကျိုးတွေကိုပေးစေဖို့အပြည့်အနာစာကင်းစွာယက်တည်လာတာကအုပ်အားနဲ့ယက်တည်ခဲ့တဲ့9တန့်10တန့်သခင်ဗုဒ္ဓကျိုးဖြစ်ပါတယ်။ဒါကြောင့်ဗုဒ္ဓကျိုးကြီးဆိုတဲ့အစိမ်းရောင်ဟာဇာတာရှင်အတွက်အကောင်းဆုံးအကျိုးပေးအရာဖြစ်တယ်လို့ဖော်ပြထားပြီးတော့အဆောင်ကြောင်းမြတ်အနေနဲ့လည်းဗုဒ္ဓကျိုးကြီးဆိုတဲ့ကြောက်စိမ်းဒါမှမဟုတ်မြကြောက်စိမ်းတွေကိုဝတ်ဆင်နိုင်ပါတယ်ရှင်။ဇာတာရှင်ကိုရောက်နေတဲ့အကျိုးပေးတသာကတနင်္ဂနွေထူလာတောက်ကြအန္ဒရာတွေကိုရောက်နေပါတယ်ရှင်။မေးထားတဲ့မေခွန်းက
နိုင်ငံခြားနဲ့အယောင်းဝယ်အဆင်ပြေမလားအဲ့တော့ဇာတာရှင်မေးချင်တာကပြည်ပနိုင်ငံခြားနဲ့အယောင်းဝယ်အလုပ်တွေလုပ်ပါမယ်ဒါမှမဟုတ်လုပ်နေပါတယ်အဆင်ပြေမှုရှိမရှိသိလို့တယ်လို့မေးထားတာပါဒါကြောင့်နိုင်ငံခြားနဲ့အယောင်းဝယ်လုပ်မဲ့ပုံကိုယ်တွေဟာလက်ရဲ့10ဓာတ်ဘာဝကောင်းမွန်နေရမှာဖြစ်တယ်လို့နောက်တစ်ခါယင်းနှမြုပ်နှံမှုကိုပေးတဲ့2ဓာတ်ဘာဝနဲ့17ဓာတ်ဘာဝဆက်ဆက်နေရင်ပိုပြီးကောင်းမွန်ပါတယ်ဒီစာတာမှာတော့ယင်းနှမြုပ်နှံမှုကိုပေးတဲ့2ဓာတ်ဘာဝသခင်ဟာစနေကြိုဖြစ်ပြီးနိုင်ငံခြားနဲ့ပြည်ပပြည်ခြားကိုရည်ညွှန်းတဲ့17ဓာတ်ဘာဝမှာအင်အားကြီးမှစွာရက်တည်တဲ့ကတိချိုတောက်ကြာနဲ့ဆက်နွယ်မှုအမြင့်ရှင်ရှိထားတာကိုတွေ့ရပါတယ်ဒါကြောင့်ဒီစာတာရှင်ဟာပြည်ပနိုင်ငံခြားနဲ့အယောင်းဝယ်စီးပွားလုပ်ငန်းတွေလုပ်ဖို့အခွင့်အရေးကောင်းကျိုးတွေရှိတယ်လို့တွေ့ရတယ်အဲ့တော့ပိုပြီးထင်ရှားတာကအခုရောက်နေတဲ့တနင်္ဂနွေတသာဟာကောင်းမွန်တဲ့ကာလဖြစ်တွေ့ရသလိုတောက်ကြကြကြီးကလည်းခုနကပြောတဲ့စတ္တဒတ်ဘာဝသခင်ဖြစ်နေပါတယ်ဒါကြောင့်အခုတောက်ကြကြကြီးရဲ့တသာကာလဖြစ်တဲ့အခုလက်ရှိရောက်နေတဲ့ကာလ2026မတ်လကနေစပြီး2029မတ်လထိဝင်ရောက်တဲ့ဒီတောက်ကြကာလမှာစတင်လှုပ်ဆောင်ရင်ကောင်းမွန်တယ်လို့တွေ့ရပါတယ်ဒါကဇာတာနံပါတ်6လေးသုံးညပါရှင်နောက်ထပ်ဇာတာနံပါတ်6လေး1ကိုသွားပါမယ်ရှင်ဇာတာနံပါတ်6လေး1ကလည်းအမျိုးသမီးတယောက်ရဲ့ဇာတာပါဇာတာရဲ့တိဆောက်ထားပုံကဗိဆာလက်ဗိဆာစမ်းပိုင်ရှင်ဖြစ်တဲ့ကုံရာသီပွားဖြစ်ပါတယ်ဇာတာရှင်ကိုမွေးဖွားတဲ့အချိန်ကောင်းကင်ရာသီဆက်လုံးကြီးမှာအင်အားကြီးမှပြီးဇာတာရှင်ကိုကောင်းချိုးပေးမယ်လို့ထင်းထင်းရှားရှားဖော်ပြထားတဲ့ဂျိုကြီးကလက်ရဲ့3ဓာတ်နဲ့4ဓာတ်ကိုပိုင်တဲ့ကတိဂျိုစနေပဲဖြစ်ပါတယ်ဒါကြောင့်စနေကြိုကြီးဆိုတဲ့အပြာရောင်ကိုအကျိုးပေးရောင်အနေနဲ့ရွေးချက်သုံးဆွဲဝတ်ဆင်ပြီးအဆောင်ကြောင်းမြက်အနေနဲ့ဆိုရင်တော့စနေကြိုကြီးဆိုတဲ့နီလာကြောင်းမြက်ကိုဝတ်ဆင်သင့်ပါတယ်ဇာတာရှင်ကိုရောက်နေတဲ့ကာလကအင်္ဂါထူလာစနေအန္ဒရဒါသာတွေကိုရောက်နေတာပါအခုဆက်ပြီးတော့သူမေးထားတဲ့မေးခွန်းလေးကိုဖြေပေးပါမယ်ရှင်တိုက်ခန်းနှခန်းရောက်ဖို့ရှိပါတယ်တကယ်ရောင်းရမယ့်အချိန်လေးကိုသိချင်ပါတယ်လို့မေးထားတာပါအဲ့တော့တိုက်ခန်းရောက်မှုဆိုတာပိုင်ဆိုင်မှုကနေငွေသားဖြစ်ပေါ်ဖို့လိုအပ်ပါတယ်ပိုင်ဆိုင်မှုဆိုတာမရွှေ့မပြောင်းနိုင်တဲ့ပိုင်ဆိုင်မှုကိုလေးတန်းဘာဝနဲ့စီစစ်ရပါတယ်အခုဒီစာတာမှာလေးတန်းဘာဝသခင်စနေကြိုကြီးရဲ့အကျိုးပေးတသာကိုရောက်ရှိနေခြင်းဖြစ်ပါတယ်အဲ့ဒီစနေကြိုကြီးနဲ့အတူယက်တည်နေတာကနော်17တန်းဘာဝသခင်ဗုဒ္ဓဟူးကြို10တန်းတနင်္ဂနွေကြို9တန်းတောက်ကြကြိုတို့အတူတည်ရှိနေတာကိုတွေ့ရပါတယ်အဲ့တော့ဒါကိုကြည့်မယ်ဆိုရင်တော့အခုစနေကြိုကြီးရဲ့တသာကာလဟာဇာတာရှင်တွေမချွေမပြောင်းနိုင်တဲ့ပိုင်ဆိုင်မှုတွေကနေငွေသားဖြစ်ပေါ်လာဖို့ရှိတဲ့ကာလလို့တွေ့ရတယ်ဒါကြောင့်ဇာတာရှင်ဟာအခုစနေကြိုကြီးရဲ့ကာလဖြစ်တဲ့တက္ကရာ2029 February မကျော်မီမှာဒီအိမ်အဆောက်အဦတိုက်ခန်းရောင်းချခြင်းရှိစေလိမ့်မယ်လို့ဖော်ပြထားတာတွေ့ရတယ်အဲ့တော့ဒီစနေကြိုကြီးရဲ့ကာလဟာဇာတာရှင်ကိုကောင်းမွန်တဲ့အကျိုးပေးစေနိုင်တယ်လို့ဖော်ပြသလိုထူလအင်္ဂါကြိုကြီးကလည်းကောင်းမွန်တဲ့အကျိုးကိုပေးနိုင်လို့အယောင်းဝယ်ကောင်းတွေဖြစ်ပေါ်မဲ့ကာလဟာအခုရောက်နေတဲ့2026နှစ်ရဲ့ကာလကနေ2029 February အတွင်းရောင်းချနိုင်လိမ့်မယ်လို့တွေ့ရပါတယ်ရှင်ဒါကဇာတာနံပါတ်641ပါနောက်တစ်ခါ642ကိုဆက်ပြီးတော့ကြည့်ပါမယ်ရှင်642ကအမျိုးသမီးတူရဲ့ဇာတာပဲဖြစ်ပါတယ်သူဇာတာကမိသားလက်ပြိတ္တဆံမယတိပွားဖြစ်ပါတယ်ဇာတာတစ်စောင်းလုံးမှာကောင်းမွန်တဲ့အင်အားနဲ့ဇာတာရှင်ရဲ့ဘဝချမ်းသာတိုးတက်ခြင်းဆိုတဲ့ကောင်းကျိုးတွေကိုပေးမှာကကသက်အားနဲ့ယက်တည်ထားတဲ့
10တန့်17တန့်သခင်စနေကြိုပါဒါကြောင့်စနေကြိုကြီးဆိုတဲ့အပြာရောင်ကိုအကျိုးပေးအရောင်နေနဲ့သတ်မှတ်နိုင်ပြီကြောင့်မြက်ယရနာအနေနဲ့စနေကြိုကြီးဆိုတဲ့နီလာကြောင့်မြက်ယရနာကိုအဆောင်ကြောင့်မြက်ဖြစ်ဝတ်ဆင်သွားနိုင်ပါတယ်ဇာရရှင်ကိုရောက်နေတဲ့ကျိုးပေးကာလကရာဟုထူလာတနင်္ဂနွေအန္ဒရာတွေကိုရောက်နေချိန်ဖြစ်ပါတယ်ရှင်ဇာရရှင်သိလို့မေးထားတာကတော့ဘာလို့မေးထားလဲဆိုတော့2026မှာနော်ကိုရီးယားနိုင်ငံမှာဗီဇာရပြီးမိသားစု3ယောက်မခွဲမခွာအတူတူနေရမလားဆိုတာသိချင်တာပါလို့မေးထားပါတယ်နော်အဲ့တော့မိသားစုလို့ပြောလိုက်တော့နှစ်တန့်ဘာဝကိုကြည့်ရမှာဖြစ်ပါတယ်ရှင်နှစ်တန့်ဘာဝဟာတောက်ကြကျူပိုင်တဲ့ဘာဝဖြစ်ပါတယ်အဲ့ဒီတောက်ကြကျူကြီးဟာလက်ရဲ့17တန့်မှာရက်တည်နေပါတယ်ဒါကြောင့်မိသားစုတွေအားလုံးပြည်ပကိုရောက်ရှိနိုင်တဲ့ကံတရားအခြေအနေရှိတဲ့ဇာတာရှင်လို့တွေ့ထားရပါတယ်အဲ့တော့ချိန်ကာလညယခုရောက်နေတဲ့ရာဟုဂျိုကြီးကလည်း17ထပ်မှာရှိနေတဲ့ဂျိုတစ်လုံးဖြစ်ပါတယ်အခုရောက်နေတာကအန္ဒရဒတာအဖြစ်တနင်္ဂနွေဒတာပါတနင်္ဂနွေဟာအုတ်အာ sorry နော်တာမန်မိတ်အားနဲ့လက်ပါဝါမှာယက်တည်တဲ့ငါးရန်သခင်မှာတနင်္ဂနွေဂျိုကြီးဟာငါးရန်သားသမီးမိမိရှိကိုရောက်လာနိုင်တာကိုဖော်ပြထားတယ်လို့နော်မူလဇာတာမှာရှိနေတဲ့ရာဟုဂျိုကြီးကလည်းစနေရဲ့သဘောတိုင်းအကျိုးပေးလို့မိသားစုတွေမိမိနဲ့အတူတကွပြပမှာရှိနေနိုင်တယ်လို့ဖော်ပြပါတယ်အဲ့တော့နောက်ထပ်ဒါတစ်ခုကတနင်္လာဂျိုကြီးပါဒါကြီးကတော့အလွန်ကောင်းပါတယ်ရှင်နော်ဒါလေးအကြောင်းပြောချင်ပါတယ်ဒါလေးကမိသားစုနဲ့သက်ဆိုင်လို့ဆရာမတေချာလေးစဉ်းစားပြီးပြောပေးတာပါတနင်္လာဂျိုကြီးကအုတ်အားနဲ့ရက်တီလာတဲ့လေးတန့်သခင်မှာလက်ရဲ့လေးတန့်သခင်ဟာလက်ရဲ့နှစ်တန့်မှာရက်တီလာတာဖြစ်ပါတယ်ဒါကြောင့်နှစ်တန့်ဟာမိသားစုကိုရည်ညွှန်းထားတာကိုတွေ့ရပါတယ်ရှင်ဒါကြောင့်ဒီဇာတာရှင်အနေနဲ့နောက်အကြဆုံးတနင်္လာအန္ဒရာဒတာကာလဖြစ်တဲ့2029မတ်လကနေ2028စက်တင်ဘာမှာမိသားစုတွေအတူတကွပြန်လည်ဆုံတွေ့ပြီးပြပမှာအတူတကွနေထိုင်ရမယ့်အခွင့်အရေးတွေရှိတယ်လို့တွေ့ထားရပါတယ်ရှင်ဒါကဇာတာနံပါတ်6နဲ့4ဖြစ်ပါတယ်နောက်ထပ်ဇာတာနံပါတ် sorry ဇာတာနံပါတ်642ပါနော်ဆရာမပြောတာရှင်းအောင်လွဲသွားပါတယ်ဇာတာနံပါတ်642ပါနော်အခုပြောသွားတာလေးကအခုနောက်ထပ်နော်ဆရာမဟောမှာဇာတာနံပါတ်643ကိုဟောမှာဖြစ်ပါတယ်အဲ့တော့ဇာတာနံပါတ်643လေးကအမျိုးသားတူရဲ့ဇာတာဖြစ်ပါတယ်ရှင်နော်ဒီဇာတာလေးကိုစပြီးတော့ဇာတာလေးတိဆောက်ပုံလေးကိုပြောပါမယ်ဇာတာရှင်ဟာတူလက်မေထုံစံပိုင်ရှင်ဖြစ်ပြီးပြိတ္တရာသီပွားဖြစ်ပါတယ်ဒီဇာတာတစ်စောင်းလုံးမှာကောင်းမွန်တဲ့အင်အားနဲ့ဇာတာရှင်ကိုကောင်းချိုးပေးဖို့အခြေအနေကောင်းတွေကိုဖော်ပြထားတဲ့ဂျိုဟာဒီဇာတာတွေကောင်းမွန်တဲ့အင်အားနဲ့ယက်တီလာခဲ့တဲ့စေတန့်သခင်ကိုရံမှာယက်တီတဲ့တနင်္လာဂျိုဖြစ်ပါတယ်ရှင်ဒါကြောင့်တနင်္လာဂျိုကြီးဆိုတဲ့အဖြူရောင်ဝါဇာတာရှင်အတွက်အကောင်းဆုံးအချိုးပေးအယောင်ဖြစ်ပြီးအဆောင်ကြောင့်မြတ်အနေနဲ့တနင်္လာဂျိုကြီးဆိုတဲ့ပလဲကြောင့်မြတ်ကိုအဆောင်ကြောင့်မြတ်ဖြစ်ဝတ်ဆင်သင့်ပါတယ်အခုလက်ရှိဖြတ်သန်းနေတဲ့ဂျိုပေးကာလကစနေထူလာရာဟုအန္ဒရာဒတာကာလကြီးဖြစ်ပါတယ်ဇာတာရှင်သိလို့မေးထားတဲ့မေကွန်းကဘယ်အသက်အပိုင်းခြားကနေစပြီးချမ်းသာမှာလဲလို့မေးထားတာပါဒါဆိုရင်ကိုရောက်နေတဲ့ကာလကိုကြည့်ရအောင်အခုရောက်နေတဲ့ကာလဟာစနေကြိုကြီးရဲ့ကာလဖြစ်ပါတယ်လေးတန်းနဲ့ငါးရန်သခင်စနေကြိုလက်ပါဝမှာမိတ်အားနဲ့တာမန်မိတ်အားနဲ့သာယက်တီလာတဲ့ဂျိုးတစ်လုံးမှာဒါကြောင့်ဒီချိန်ကာလမှာဇာတာရှင်ဟာရုန်းကန်ရမယ်စ조사ဆောင်ရွက်ရမယ်လုပ်ငန်းခွင်နဲ့ပတ်သက်တဲ့အတတ်ပညာတွေသင်ယူရမယ်ဆိုတဲ့လက်တွေ့လှုပ်ဆောင်မှုတွေကိုပေးတဲ့အချိန်ကာလပါဒါကြောင့်ဒီစနေတသာကာလမှာတော့စ조사ဆောင်ရွက်မှုတွေနဲ့
ပင်ပန်းမှုတွေအထိုက်အလျောက်ရှိလိမ့်မယ်လို့ဒီစနေကြိုကြီးရဲ့ကာလကဖော်ပြပါတယ်အဲ့ဒီစနေကြိုကြီးရဲ့ကာလဟာဘယ်အထိရှိမလဲဆိုရင်တက္ကရာ2029အထိရှိပါမယ်အဲ့ဒီကနေကျော်လွန်သွားရင်ဗုဒ္ဓဟူးကြိုကြီးရဲ့ကာလဝင်လာမှာဖြစ်ပါတယ်ဒီဗုဒ္ဓဟူးကြိုကြီးကစိတ်ဝင်စားဖို့ကောင်းပါတယ်ဗုဒ္ဓဟူးကြိုကဒုဋ္ဌနာ12တန်သခင်ဖြစ်ပြီး8တန်မှာယက်တည်ထားတယ်ဒုဋ္ဌနာသခင်ဒုဋ္ဌနာမှာရက်လို့ဝိပရိတယာစယောဂယုတ်ကိုရပါတယ်စွန့်စားဆောင်ရွက်မှုတွေရဲ့နောက်မှာကောင်းမနဲ့အောင်မြင်မှုတွေကိုရမယ်လို့ဖော်ပြထားတယ်ဒီပြန်မှာဗုဒ္ဓကြိုကြီးက6ရန်သခင်အနေနဲ့8တက်မှာယက်တည်တဲ့ဒသာကြီးဖြတ်တန်းလာခြင်းဖြစ်ပါတယ်ဒါကြောင့်အဲ့လိုဗုဒ္ဓကြိုကြီးရဲ့ကာလမှာအတိတ်ကပြုခဲ့တဲ့ကောင်းမှုကုသိုလ်တွေဒီဘဝမှာခံစားရဖို့အခွင့်အရေးရလာနိုင်တဲ့ကာလဖြစ်တယ်ဒါကြောင့်အတိတ်ကကောင်းမှုကုသိုလ်တွေထင်ရှားလာဖို့ကောင်းမှုကုသိုလ်ဘာသာတရားနဲ့ဒါနကုသိုလ်တွေအများကြီးအသေးချာဆောင်ရွက်နိုင်မယ်ဆိုရင်ဇာတရှင်ဟာ2029ကနေစပြီးဝင်ရောက်လာမယ်ဗုဒ္ဓကြိုတသာကာလမှာပြစ္ဆုတ်ပံကောင်းကျိုးနဲ့အတိတ်ကပြုခဲ့တဲ့ကံကောင်းကျိုးတွေဖြစ်ပေါ်လာပြီးချမ်းသာမဲ့ချိန်ကာလတစ်ခုကိုအဲ့ဒီကာလမှာဝင်ရောက်လာလိမ့်မယ်လို့ဖော်ပြထားတာဖြစ်ပါတယ်ရှင်ဒါကဇာတနံပါတ်643ကိုနော်ပြောပေးတာပါအခု644ကိုသွားပါမယ်ရှင်644ကဒီဇာတာမှာမကာရလည်းမကာရယာတိဘွားဖြစ်ပြီးသိမ့်ဆန်းပိုင်ရှင်ဖြစ်တယ်လို့တွေ့ရပါတယ်ဒီဇာတာတစ်စောင်းလုံးမှာကောင်းမွန်တဲ့အင်အားနဲ့ဇာတာရှင်ရဲ့ဘဝချမ်းသာခြင်းကောင်းကျိုးဖြစ်ခြင်းနဲ့တိုးတက်ခြင်းတွေကိုပေးစေမယ်လို့ဖော်ပြတဲ့ကြိုးကလက်နဲ့နှစ်တန့်ကိုပိုင်ဆိုင်ပြီးနှစ်တန့်ဘာဝမှာကတဲ့အားနဲ့ယက်တည်တဲ့စနေကြိုးပါဒါကြောင့်စနေကြိုးကြီးဆိုတဲ့အပြရောင်ကိုကြိုးပေးရောင်နေနဲ့ရွေးချက်သုံးဆွဲဝတ်ဆင်ပြီးအဆောင်ကြောက်မြက်အနေနဲ့စနေကြိုကြီးဆိုတဲ့နီလာကြောက်မြက်ကိုအဆောင်ကြောက်မြက်ဖြစ်ဝတ်ဆင်သင့်ပါတယ်ဇာရချင်းကိုရောက်နေတဲ့ကြိုးပေးကာလကတနင်္ဂနွေထူလာဗုဒ္ဓအန္တရာတွေကိုရောက်နေတာပါအဲ့တော့ဇာရချင်းသိလို့မေးထားတာကဘဝမှာအောင်မြင်တိုးတက်ဖို့ဘလို့အလုပ်ကိုင်မျိုးတွေကအကျိုးပေးပြီးလုပ်သင့်ပါတယ်လေလို့မေးထားပါတယ်ဒါဆိုရင်ဆရာမကတော့အလုပ်ကိုင်လို့ပြောတဲ့အတွက်စေရန်ဘာဝနဲ့ဆက်ဆက်ပြီးစစ်ဆေးဟောကြားပါမယ်စေရန်ဘာဝဟာတူရသည်ဖြစ်ပါတယ်ဘာဝသခင်တောက်ကြကြိုကြီးကလက်ရက်17တက်မှာယက်တည်ထားပါတယ်တောက်ကြကြိုကြီးဟာစေရန်ဘာဝတာမကဘူး9တက်ဘာဝကိုလည်းပိုင်ဆိုင်ပါတယ်9တန်း17တန်းဆက်နွယ်မှုရှိသလို10တန်း17တန်းဆက်နွယ်မှုရှိပါတယ်ဒါကြောင့်ဒီဇာတာရှင်ရဲ့ជីវတိုးတက်ခြင်းကိုပေးနိုင်တဲ့အလောက်ကပြည်တွင်းမှာလုပ်တဲ့အလုပ်တွေပြပနဲ့ချိတ်ဆက်ဆောင်ရွက်ပြီးလုပ်တဲ့အလုပ်တွေနဲ့ပညာရေးဆိုင်ရာဝန်ဆောင်မှုအလုပ်တွေနဲ့ပညာရေးနဲ့သက်ဆိုင်တဲ့အေဂျင့်အလုပ်မျိုးတွေကိုလုပ်ကင်တဲ့တယ်လို့တွေ့ရပါတယ်နောက်တစ်ခုကဇာရရှင်ကိုတိုင်ပြပနိုင်ငံခြားကိုတွားရောက်ပြီးပညာသင်ကြားဖို့အခွင့်အရေးကိုရအောင်စ조사သင့်ပါတယ်အဲ့ဒီလိုသင်ကြားခွင့်ရပြီးရင်လက်ရှိခြေနေထက်အင်မတန်ထူးခြားပြောင်းလဲတဲ့ကောင်းကျိုးချမ်းသာတွေနဲ့ပြည့်စုံလာမှာပဲဖြစ်ပါတယ်ဒါကတော့ဇာတာနံပါတ်644ကိုဟောကြားပေးလိုက်တာဖြစ်ပါတယ်ရှင်ဇာတာနံပါတ်645ကိုသွားပါရှင်ဇာတာနံပါတ်645ကမြို့သမီးတူဦးရဲ့ဇာတာပါပဲဇာတာတိဆောက်ပုံလေးကိုပြောပေးပါမယ်ဇာတာကဓနုလက်ကံယာတိဘွားနဲ့မိန်ဆန်းပိုင်ရှင်ဖြစ်တယ်လို့တွေ့ရပါတယ်ဒီဇာတာမှာအင်အားကြီးမားဆုံးနဲ့ဇာတာရှင်ရဲ့ဘဝကိုကောင်းချိုးအင်အားအပြည့်ပေးနိုင်တဲ့ဂျိုက9တက်နဲ့10တက်သခင်အုတ်ချိုဗုဒ္ဓဟူပဲဖြစ်ပါတယ်ဒါကြောင့်ဗုဒ္ဓဂျိုကြီးဆိုတဲ့အစိမ်းရောင်ကိုမိမိဘဝအတွက်အကျိုးပေးအရာအနေနဲ့ရွေးချယ်သုံးဆွဲဝတ်ဆင်ပြီးအဆောင်ကြောက်မြက်အနေနဲ့လေဗုဒ္ဓဂျိုကြီးဆိုတဲ့ကြောက်စိမ်းဓမ္မမဟုတ်မြကြောက်တွေကိုအဆောင်ကြောက်မြက်ဖြစ်ဝတ်ဆင်ထားတင်ပါတယ်အဲ့တော့အခုရောက်နေတဲ့အကျိုးပေးကာလကတောက်ကြထူလာရဲ့တ
တနင်္ဂနွေအန္ဒရတဲကိုရောက်နေပါတယ်2026ဩဂတ်လအထိရှိတယ်လို့တွေ့ရတယ်အဲ့ဒါပြီးရင်တော့တနင်္လာဒသကြီးကိုရောက်မှာဖြစ်ပါတယ်ရှင်ဟုတ်ပြီနော်ဒါလေးကကြိုးပြောပြထားတာပါဟုတ်ပြီဆက်ကြည့်ပါမယ်ရှင်မေးထားတဲ့မေးခွန်းလေးကိုဇာတနံပါတ်နော်645ပါမေးထားတာကဝယ်ထားတဲ့အိမ်ဝိုင်းနေမနေဖြစ်ဘူးတဲ့အဲ့တော့စိတ်ကြိုက်မဖြစ်သေးလို့ကျမစိတ်ကြိုက်အိမ်ဝိုင်းလေးပဲအချိန်လောက်ဝယ်နိုင်မလဲအိမ်ဝိုင်းနေဝယ်ထားပြီးပြီဒါပေမဲ့စိတ်ကြိုက်မဖြစ်သေးဘူးကိုယ်စိတ်ကြိုက်အိမ်ဝိုင်းလေးဝယ်နိုင်ဖို့ဘယ်အချိန်ဖြစ်မလဲဒါကြောင့်မရွှေ့မပြောင်းနိုင်တဲ့ပိုင်ဆိုင်မှုနဲ့ပတ်သက်တဲ့အကြောင်းချင်းရာတွေဘယ်အချိန်ပေါ်ပေါက်လာမလဲဆိုတာကိုမေးချင်တာလို့နားလည်ပါတယ်နော်အဲ့ဒါဆိုရင်တော့ဇာရရှင်အနေနဲ့မိမိစိတ်ကြိုက်ပိုင်ဆိုင်နိုင်တဲ့ခြေနေအခွင့်အရေးကိုဒီဇာတာမှာဗုဒ္ဓချိုကပဲပေးပါလိမ့်ထူတာကဗုဒ္ဓချိုဟာဆယ်တန်းမှာယက်တီနေလို့မရွှေ့မပြောင်းနိုင်တဲ့ပိုင်ဆိုင်မှုဆိုတဲ့ခြံမြေအိမ်တွေကိုပေါ်ပြတဲ့၄တန်းကို180ဒီဂရီနဲ့ညှင်ထားပါတယ်ဒါကြောင့်အခုရောက်နေတဲ့နော်လက်ရဲ့6တက်နဲ့7တက်သခင်တောက်ကြချိုးကနေရေတွက်ရင်ဗုဒ္ဓဟူအန္ဒရဖြစ်တဲ့2038ဧပြီကနေ2041 February အတွင်းမှာချမ်းမြေတွေအိမ်တွေနေရာထိုင်ခင်းတွေပိုင်ဆိုင်မှုတွေနဲ့ပတ်သက်တဲ့စိတ်ချမ်းသာမှုနဲ့စိတ်ကြိုက်ဖြစ်ပေါ်မှုတွေကြုံတွေ့မှာပဲဖြစ်တယ်လို့အဲ့ဒီလိုဖော်ပြထားတာတွေ့ရပါတယ်ရှင်တကယ်တမ်းပြောရရင်တော့တောက်ကြချိုးကြီးဟာ7တက်နဲ့8တက်ဆက်နွယ်နေတဲ့အတွက်ဝယ်ယူသိမ်းဆဲပြီးအကျိုးရှိနိုင်တဲ့ကာလဖြစ်ပါတယ်เนาะဒါကတော့ဇာတာနံပါတ်645ကိုခေါ်ဆိုပေးခဲ့တာပဲဖြစ်ပါတယ်ရှင်အဲ့တော့ဆက်ပြီးတော့ဇာတာနံပါတ်646ကိုခေါ်ပေးပါမယ်ဇာတာနံပါတ်646ကအမျိုးသားတဦးရဲ့ဇာတာပါအဲ့တော့သူကဇာတာတိဆောက်ထားပုံကဇာတာတိဆောက်ထားပုံကမေထုံလဲနော်သိမ့်ဆန်ပြိတ္တရာတိဘွားဖြစ်နော်တိဆောက်ထားတာကိုတွေ့ရပါတယ်ဒီဇာတာတစ်စောင်းလုံးမှာကောင်းမွန်တဲ့အင်အားနဲ့ဇာတာရှင်ရဲ့ဘဝကိုကောင်းချိုးချမ်းသာပေးစေမယ်လို့ဖော်ပြတဲ့ဂျိုကြီးကတော့လက်ရဲ့9တက်နဲ့10တက်သခင်ကတဲ့အားနဲ့ရက်တည်တဲ့ဂျာတာပရိဂျိုကြီးပဲဖြစ်ပါတယ်။ဒါကြောင့်ဂျာတာပရိဂျိုကြီးဆိုတဲ့အဝါရောင်ဟာဇာတာရှင်အတွက်အကောင်းဆုံးဂျိုးပေးအယောင်ဖြစ်ပြီးအဆောင်ကြောင့်ရဲ့အနေနဲ့ဆိုရင်တော့ဂျာတာပရိဂျိုကြီးဆိုတဲ့အဝါရောင်သွေးရှိတဲ့ဥဒ္ဒဖျားကြောင့်မြက်နဲ့တလင်းဝါကြောင့်ဆက်လင်းဝါကြောက်တွေကိုဆောင်ကြောင့်မြက်ဖြစ်ဝတ်ဆင်နိုင်ပါတယ်ရှင်အခုရောက်နေတဲ့ဂျိုးပေးကာလာကအင်္ဂါထူလာတနင်္ဂနွေအန္ဒရာတွေကိုရောက်နေပါတယ်ရှင်ဆက်ပြီးကြည့်ပါမယ်ဇာတာရှင်ကဗာမေးထားလဲဆိုတော့သွားအလောက်ကကားရောင်းဝယ်လုပ်ပါတယ်တဲ့အယောင်းဝယ်အစင်ပြေဖို့အဆောင်များရကြပါတယ်တဲ့ဒါကဆ iam မကိုတင်ပေးလိုက်တဲ့ဝန်ထမ်းတွေတတိလက်လွတ်တင်ပေးလိုက်တာဖြစ်ပါလိမ့်မယ်နော်ဆ iam မကဒီအဟောပိုင်းမှာအဟောကိုသာတိတန့်ဟောမှာဖြစ်ပါတယ်အဆောင်ပေးတာရေရရာပေးတာတွေမပါပါဘူးရှင်เนาะဒါပေမဲ့ဆ iam မကတော့အခုရောက်နေတဲ့တသားအကြောင်းလေးကိုတော့ပြောပြပေးချင်ပါတယ်အင်္ဂါထူလာတနင်္ဂနွေအန္ဒရာဟာဘယ်ထိရှိနေမလဲဆိုတော့เนาะ2026ခုနှစ်လပိုင်းထိရှိပြီအဲ့ဒီနောက်ပိုင်း2029နှစ်ဆန်းပိုင်းထိတနင်္လာဒသဖြတ်မှာဖြစ်ပါတယ်ဇာရရှင်ကိုရောက်နေတဲ့အင်္ဂါထူလတနင်္ဂနွေအန္ဒရဒသကာလဟာအယောင်ဝင်နဲ့ပတ်သက်ပြီးဘလို့ပဲကောင်းမွန်တယ်လို့ဆိုပေမဲ့စိတ်တိုင်းကြကာလမဟုတ်နိုင်ဘူးလို့တွေ့ရတယ်အဲ့ဒီကနေကျော်လွန်ပြီးတနင်္လာရဲ့ကာလဖြစ်တဲ့2026ဇွန်လ20ရက်နောက်ပိုင်းကနေစပြီးတော့အယောင်ဝယ်လေးတွေပြန်ပြီးတော့ကောင်းမွန်လာမဲ့ကာလဖြစ်တယ်လို့ဖော်ပြထားတာတွေ့ရပါတယ်ရှင်ဒါကဇ
ဇာတာနံပါတ်646ပါနောက်ဇာတာနံပါတ်646ပြီးတော့64ခွန်သွားပါမယ်နော်ဇာတာနံပါတ်64ခွန်ပါရှင်ဟုတ်ပြီဇာတာနံပါတ်64ခွန်ကိုကြည့်ပါမယ်သူကတော့မျိုးသားတူရဲ့ဇာတာပါဇာတာကလက်ကပြိဿလက်ဖြစ်ပါတယ်တန်ရာဒီပွားဖြစ်ပြီးမိန်ဆန်းပိုင်ရှင်ဖြစ်ပါတယ်ဒီဇာတာတစ်စောင်းလုံးမှာကောင်းမွန်တဲ့အင်အားနဲ့ဇာတာရှင်ရဲ့ဘဝကောင်းမွန်တဲ့ချမ်းသာတိုးတက်ခြင်းဆိုတဲ့ကောင်းကျိုးတွေကိုပေးစေနိုင်တယ်လို့ထူးထူးခြားခြားဖော်ပြထားတဲ့ဂျိုကြီးကတော့လက်ရဲ့17တက်သခင်အုတ်ချိုဗုဒ္ဓဟူပဲဖြစ်ပါတယ်ဒါကြောင့်ဗုဒ္ဓချိုကြီးဆိုတဲ့အစိမ်းရောင်ဟာအကျိုးပေးရောင်ဖြစ်ပြီးကြောက်မြက်နေနဲ့ကြောက်စိမ့်ဒါမှမဟုတ်မြကြောက်မြက်ဟာဇာတာရှင်တွေအကောင်းဆုံးအဆောင်ကြောက်မြက်ဖြစ်ပါတယ်ရှင်အခုရောက်နေတဲ့အကျိုးပေးကာလကတောက်ကြထူလာစနေအန္ဒရာတွေကိုရောက်နေပါတယ်တောက်ကြထူလာရဲ့စနေအန္ဒရာဟာတက္ကီ2029 January ထိရှိမယ်လို့သိရပါတယ်အဲ့တော့ဇာတာရှင်သိလို့မေးထားတာကနေပြီးတော့လျှက်စစ်ဌာနမှာညွှန်ကြားရေးမှူးယာရုနဲ့အလုပ်လုပ်နေပါတယ်တဲ့လုပ်ငန်းနေရာဌာနအပြောင်းဘယ်တော့လောက်ဖြစ်နိုင်မလဲဆိုတော့မေးခွန်းလေးကိုမေးလာတာပါအခုရောက်နေတဲ့တောက်ကြကြိုကြီးကကောင်းမွန်တဲ့3ကုန်းအားနဲ့ရက်တည်နေတဲ့နော်တောက်ကြကြိုကြီးဖြစ်ပါတယ်သူက9တက်နဲ့12တက်သခင်ဖြစ်ပြီးမိမိပိုင်12တက်ဘာဝမှာရက်တည်ထားပါတယ်ရောင်ဒီတောက်ကြရဲ့ထူလာဒါသာမှာတော့စွန့်စားစ조사ဆောင်ရွက်မှုတွေနဲ့သက်ဆိုင်တဲ့ကောင်းကျိုးတွေကိုရရှိမယ်လို့ဖော်ပြထားတာကိုတွေ့ရပါတယ်အန္ဒရာတသာကစနေတသာဖြစ်လို့4တက်နဲ့5တက်သခင်မှာ17တက်မှာရက်တည်ပါတယ်တကယ်တမ်းပြောရင်တော့အခုရောက်နေတဲ့စနေတသာဟာလဲညက်နဲ့ကာလမဟုတ်ဘူးလို့ပဲဇာတာရှင်ကိုပြန်ပြီးဖြေကြားပေးလို့ပါတယ်အဲ့တော့အဲ့ဒီစနေကနေပြီးရင်တော့ဗုဒ္ဓဦးချိုကြီးရဲ့ကာလကိုရောက်ရှိလာတော့မှာပါဇာတာတစ်ဆောင်လုံးမှာအင်အားကောင်းမွန်တယ်လို့ဖော်ပြထားတဲ့ဗုဒ္ဓဦးချိုကြီးဟာ2029 January ကနေ2029 November အတွင်းမှာဖြတ်သန်းပါမယ်အဲ့ဒီကာလမှာလက်ရှိချိန်တွေထက်ပိုပြီးကောင်းမွန်တဲ့အလုပ်နေရာခန်းစား권တွေကိုပြောင်းလဲတိုးတက်မဲ့ကာလဖြစ်မယ်လို့ဖော်ပြထားတာတွေ့ရပါတယ်ရှင်ဒါကဇာတာနံပါတ်649ခွန်ဖြစ်ပါတယ်နောက်ထပ်ဇာတာနံပါတ်648ကိုသွားပါမယ်ရှင်ဇာတာနံပါတ်648ကမျိုးသမီးတူဦးရဲ့ဇာတာပါရှင်ဒီဇာတာမှာဇာတာတိဆောက်ပုံကမိန်လက်ဗိစ္ဆာစံပိုင်ရှင်ဖြစ်ပြီးမိတ္တရာတိပွားဖြစ်ပါတယ်အခုလက်ရှိကြိုးပေးနေတဲ့ကာလကတောက်ကြထူလာရဲ့စနေအန္ဒရာကာလတွေကိုရောက်နေပါတယ်သူကဗာမင်းလဲဆိုတော့အလုတ်လက်မဲ့ဖြစ်နေလို့အလုတ်ကိုင်းစီးပွားရေးလေးသိချင်ပါတယ်လို့မေးထားတာပါအခုရောက်နေတဲ့တောက်ကြကြိုးကြီးဟာဒီဇာတာအတွက်လက်တီမိန်လက်ဖြစ်တဲ့အတွက်လက်ရဲ့8တက်နဲ့3တက်သခင်ဖြစ်ပါတယ်ကတဲ့အားနဲ့ယက်တီထားလို့3တက်ဘာဝကိုအင်အားကောင်းမွန်စေပါတယ်ဒါပေမဲ့ဒီတောက်ကြကျုပ်ကသူ့ကိုဘာပေးလဲဆိုတော့8တက်ရဲ့သဘောတွေပါဝင်နေလို့အဖွဲ့အစည်းတွေထဲမှာဝင်ရောက်လောက်ကင်တာမျိုးတွေထင်းထင်းရှားရှားမိမိရဲ့အမိနာမတက်ပြီးလုပ်တဲ့အလုပ်မျိုးတွေမှာတော့ထင်ရှားတဲ့အကျိုးပေးအောင်မှာမဟုတ်ဘူးလို့ဒီတောက်ကြကဖော်ပြထားတာကိုတွေ့ရပါတယ်အဲ့ဒီနောက်မှာတော့တောက်ကြကြိုကြီးရဲ့ကာလပြီးဆုံးသွားရင်နော်တောက်ကြကြိုကြီးရဲ့ကာလဟာဘယ်ထိရှိမလဲဆိုတော့2030ဒီဇင်ဘာထိရှိမှာဖြစ်ပါတယ်အဲ့တော့အလောက်ကိုင်းလို့ပြောတဲ့အတွက်ဆယ်တန်းပါဝါရဲ့အင်အားကိုထောက်ပံ့ပေးတဲ့ဂျိုးတွေဟာအင်အားဂျိုးဖြစ်ပါတယ်အလောက်ကိုင်းကိုဖော်ပြတဲ့ဆယ်တန်းသခင်ကြာသာပရိ12တန်မှာရက်တည်တဲ့အတွက်ဇာရရှင်ကအလုံးနဲ့ပတ်သက်ပြီးငါဘာအလုံးလုံးနေတယ်ဆိုတာကိုခေါင်းစဉ်တစ်ခုရဲ့အောက်မှာအချိန်ကြာကြီးလုပ်ရတဲ့ဇာတာရှင်မျိုးမဟုတ်ပဲအလုံးလုပ်ခဲ့ရင်လည်းပဲကိုယ့်ရဲ့အလုံးဟာမကြာခဏအပြောင်းအလဲတွေဖြစ်နေစေပါလေ
ဒါပေမဲ့အင်္ဂါကြိုကြီးကတော့အထောက်အပံ့ပေးထားတာကိုတွေ့ရပါတယ်ဒါပေမဲ့အခုဖြတ်နေတဲ့တသဟာအင်္ဂါကြိုကပေးမဲ့ကာလတွေအလွန်နှဲပါသွားပြီလို့တွေ့ရပါတယ်ဒါကြောင့်လက်ပါမှာယက်တီတဲ့နေဆပင်ကရာဇယောဂယုံနဲ့ယက်တီလာတဲ့၄တန့်9တန့်သခင်ဗုဒ္ဓဟူးကြိုကြီးရဲ့ကာလကိုပဲစောင့်ဆိုင်မှုပြောချင်ပါတယ်ဒါကြောင့်ဘယ်ချိန်လဲဆိုရင်2026ဒီဇင်ဘာကနေ2029အောက်တိုဘာအတွင်းဝင်ရောက်မဲ့ဗုဒ္ဓတသကာလမှာအလုံးနဲ့ပတ်သက်တဲ့အကြောင်းချင်းရအခွင့်အရေးတွေဝင်ရောက်လာဖို့ရှိတယ်လို့ပြန်လည်ဖြေကြားဟောဆိုပေးလိုက်ပါတယ်ရှင်ဒါကဇာတာနံပါတ်648ပါနောက်တစ်ခါဇာတာနံပါတ်648ပြီးတော့649သွားပါမယ်ရှင်649ရှာမတွေ့ပါလားရှင်649ရှာမတွေ့ပါဘူးရှင်ဟောတွေ့ပါပြီနော်649ကိုတွေ့ပါပြီရှင်အဲ့တော့တပည့်တွေကစီစဉ်ပေးတာဆိုတော့ဆရာမကအခုဟောတဲ့အချိန်မှာအဲ့နံပါတ်ကလေးတွေလိုက်ရှာပြီးဟောရတာပါနော်အဲ့တော့အခုစပြီးတော့ဇာတာလေးကိုစီစစ်ပါမယ်ဒါက649ကအမျိုးသားတူရဲ့ဇာတာပါလက်ဟာကံလက်ဖြစ်ပါတယ်မကာရစမ်းပိုင်ရှင်ဖြစ်ပြီးမယာသည်ပွားပါဇာတာမှာအခုလက်ရှိရောက်နေတဲ့အကျိုးပေးကြိုကတနင်္လာထူလကြိုကြီးနဲ့တနင်္ဂနွေအန္ဒရကြိုဖြစ်ပါတယ်ရှင်အဲ့တော့ဇာတာတစ်စောင်းလုံးမှာအင်အားကြီးမှပြီးဇာတာရှင်ရဲ့ဘဝကိုကောင်းချိုးပေးစေနိုင်တာက4တက်နဲ့9တက်ဆိုတဲ့အတက်ကောင်းကိုပိုင်ဆိုင်ပြီး17တက်ဆိုတဲ့ကောင်းမွန်တဲ့အတက်မှာအုပ်အားနဲ့ယက်တီထားတဲ့ဇာတာပရိကျိုပါဒါကြောင့်ဇာတာပရိကျိုကြီးဆိုတဲ့အဝါရောင်ဟာဇာတာရှင်အတွက်အကောင်းဆုံးအကျိုးပေးရောင်ဖြစ်ပြီးဇာတာပရိကျိုကြီးဆိုတဲ့ဥတ္တဖြားအဝါရည်ရှိတဲ့ဥတ္တဖြားကြောင့်မြတ်ကဇာတာရှင်အတွက်အကောင်းဆုံးဆောင်တဲ့အဆောင်ကြောင့်မြတ်ဖြစ်ပါတယ်အခုရောက်နေတဲ့ကျိုးပင်းကာလကတနင်္လာထူလာတနင်္ဂနွေအန္ဒရထဲမှာဖြစ်ပါတယ်ရှင်ဇာတာရှင်ကဗာမေးကျင်တာလဲဆိုတော့ကျမ်းမာရေးပိုင်းမှာအညံ့တွေကင်းစင်ပြီးအသက်ရှည်ကျမ်းမာစွာနဲ့စကားပြန်ပြောနိုင်မလားသိကြပါတယ်တော့ငယ်သေးတယ်နော်ကလေးရဲ့ဇာတာပေါ့နော်ဒါဆိုရင်ကြည့်ကြရအောင်နော်ဒါကကျမ်းမာရေးအတွက်ဆိုတော့ဆရာမသေချာလေးစီစစ်ကြည့်ပါမယ်ရှင်အဲ့တော့လက်ရဲ့နှစ်တက်သခင်တောက်ကြကြူကြီးစကားပြောနိုင်မလားလို့မေးတဲ့အတွက်စကားရဲ့ကာရကကြူဖြစ်တဲ့ဗုဒ္ဓဖူးနဲ့စကားပြောနိုင်တဲ့ပါဇက်ရှိရာနော်ပါဇက်ရှိရာနှစ်တက်တွေစစ်ဆေးရမှာဖြစ်ပါတယ်အဲ့တော့ဒီဇာတာမှာခန္ဓာကိုယ်တစ်ခုလုံးကိုပေါ်ပြတဲ့ဇာတာရှင်ရဲ့ခန္ဓာတိဆောက်ထားမှုကိုပေါ်ပြတဲ့လက်ဟာကံလက်ဖြစ်ပြီးလက်သခင်ဗုဒ္ဓဟူးကတော့လက်ရဲ့6တက်မှာရပ်တည်နေပါတယ်ဒါကြောင့်ဒီဇာတာရှင်ဟာလက်သခင်6တက်ရပ်တည်တဲ့အတွက်ရုပ်တက်ရဲ့ထိခိုက်မှုတွေဖြစ်ပေါ်စေတတ်တာကိုသတိထားဖို့ပေါ်ပြထားတာကိုတွေ့ရှိထားရပါတယ်နော်စကားကိုပေါ်ပြတဲ့စကားအတန်ထွက်ရနှစ်တက်ဘာဝသခင်တောက်ကြရှစ်တန့်ဆိုတဲ့ယောဂါကိုဖြစ်စေနိုင်တဲ့ဘာဝမှာယက်တီထားပြီးစကားကာရကကြုံဗုဒ္ဓဟူးကလည်း6တန့်မှာပဲတည်ရှိနေတာကိုတွေ့ရပါတယ်။ဒါကိုကြည့်ခြင်းအပြင်တော့ဇာတာရှင်ဟာစကားပြောနိုင်ဖို့အားနည်းတဲ့ဇာတာရှင်ဖြစ်ပြီးရုတ်တရက်အပြောင်းလဲတစ်ခုကြောင့်စကားပြောနိုင်ခြင်းစကားပြောနိုင်ဖို့အားနည်းခြင်းအစရှိတာတွေဖြစ်ပေါ်စေနိုင်တယ်လို့ဖော်ပြထားတာတွေ့ရပါတယ်။အဲ့တော့ဒီဇာတာရှင်ကအခုရောက်နေတာတနင်္လာထူလာရဲ့တနင်္ဂနွေအန္ဒရာပါအဲ့ဒီကနေကြော်လွန်ရင်တော့နော်တခါအင်္ဂါကိုရောက်မှာပါအင်္ဂါကြိုကြီးကလက်ရဲ့ရှစ်တန့်သခင်အနေနဲ့ခုနှစ်တန့်မှာရက်တည်ပြီးတသာဖြတ်တန်းဦးမှာဖြစ်ပါတယ်ဒါတွေကိုကြည့်ခြင်းအဖြစ်တော့ဇာတာရှင်ဟာပြန်ပြီးစကားပြောနိုင်ဖို့အတွက်အချိန်ယူစ조사သွားရမယ်ဇာတာရှင်ဖြစ်တယ်လို့ပြန်ပြီးတော့ဖြေကြားပေးပါမယ်ရှင်ဒါကဇာတာနံပါတ်649ပါနော်နောက်တစ်ခါဇာတာနံပါတ်653ညလေးကိုသွားပါမယ်ရှင်
65 3 ကမျိုးသမီးတူဦးရဲ့ဇာတာပါဇာတာရဲ့တိဆောက်ထားပုံကမိန်လေကရကတ်ဆန်ကရကတ်ရာသီဘွားဖြစ်တယ်လို့ပြထားပါတယ်ဇာတာတစ်စောင်းလုံးမှာကောင်းမွန်တဲ့အင်အားနဲ့ဇာတာရှင်ရဲ့ဘဝချမ်းသာခြင်းတိုးတက်ခြင်းဆိုရဲကောင်းကျိုးတွေကိုအပြည့်အနာစာကင်းစွာနဲ့အကျိုးပေးမဲ့ဂျိုက2 တန် 9 တန်သခင်အင်္ဂါဂျိုဖြစ်ပါတယ်ဒါကြောင့်အင်္ဂါဂျိုကြီးဆိုရဲညီညိုရောင်ဟာဇာတာရှင်အတွက်အကျိုးပေးအယောင်ဖြစ်ပြီးအင်္ဂါဂျိုကြီးဆိုရဲတန်တာကြောင့်မြက်ယရနာကိုအဆောင်ကြောင့်မြက်ဖြစ်ဝတ်ဆင်သွားတဲ့ပါတယ်ဇာတာရှင်ကိုအခုရောက်ရှိပြီးအကျိုးပေးနေတာကကိတ်ထူလားအင်္ဂါအန္ဒရာဒတာကာလပါဇာတာရှင်သိလို့ဒါကပညာရေးဝန်ထမ်းမှာဝန်ထမ်းအလုပ်နဲ့အကျိုးပေးမလားကိုယ်ပိုင်လုပ်ငန်းလုပ်တင်သလားသိချင်ပါတယ်လို့မေးထားတာပါဟုတ်ပြီဒီဇာတာမှာအလုပ်နဲ့သက်ဆိုင်တဲ့အကြောင်းချင်းရာကိုစစ်ဆေးမှဖြစ်တဲ့အတွက်10 တန်ဘာဝကိုစစ်ဆေးပါမယ်เนาะအဲ့တော့10 တန်ဘာဝသခင်ဂျာသာပရိ2 တန်မှာယက်တီထားတဲ့နဝင်းမှာလက်နဲ့ပြိုင်ပြီးနဝင်းကောင်းကိုစီးထားပါတယ်ဒါကြောင့်ဇာတာရှင်ကအလုံးနဲ့ပတ်သက်တဲ့အခွင့်အရေးကောင်းကျိုးတွေရှိတယ်လို့တွေ့ရတယ်အဲ့တော့စီးပွားရေးနဲ့ပတ်သက်ရင်အယောင်အဝယ်လုပ်မယ်ဆိုရင်တော့ငွေကြေးအကျိုးအမြတ်တွေကိုရှာဖွေယူတဲ့17 တန်ဘာဝကောင်းမွန်နေရမှာဖြစ်ပါတယ်ဒီဇာတာရဲ့တိဆောက်ထားပုံရစရံဘာဝသခင်စနေဟာကောင်းမွန်စွာလက်ရဲ့6 တန်မှာယက်တီထားတာကိုတွေ့ရတယ်ဒါကြောင့်ဇာတာရှင်ဟာမိမိရဲ့ကိုယ်ပိုင်စီးပွားတွေကိုလုပ်ကိုင်မှုအခွင့်အရေးပေါ်ပေါက်မယ်လို့တွေ့ရတယ်လို့ကိုယ်ပိုင်ယဉ်နှိမ့်မြောက်နှံမှုကိုဖော်ပြတဲ့အင်္ဂါကြိုကြီးကလည်းလက်မှာတည်ရှိနေတယ်ဒါကိုတွေ့ရပါတယ်အဲ့တော့ဒီဇာတာရှင်အနေနဲ့ဒီဇာတာမှာတွေ့ရှိရတာကတော့9 တန်သခင်တနင်္လာနဲ့တနင်္လာရဲ့ယက်တီမှုကောင်းမွန်နေတာကိုလည်းတွေ့ရတယ်ဒါကြောင့်အတိုင်းဝိုင်းကျဲကျဲပြန့်ပြန့်နဲ့နေထိုင်နိုင်တဲ့သူလို့လည်းတွေ့ရပါတယ်အဲ့တော့အခုလုပ်နေတဲ့ပညာရေးဝန်ထမ်းအလုပ်ကနေနော်ကိုယ်ပိုင်စီးပွားလုပ်ငန်းကိုပြောင်းလဲလုပ်မယ်ဆိုရင်ချစ်ထွန်းမဲ့ဇာတာရှင်လို့တွေ့ရပြီး10 တန်သခင်2 တန်ယက်တီနေခြင်းဟာလေကိုယ်ပိုင်စီးပွားလုပ်ငန်းနဲ့တိုးတက်အောင်မြင်မဲ့ဇာတာရှင်လို့တွေ့ရတယ်ဒါပေမဲ့အချိန်ကိုနားလည်ရပါမယ်နော်အခုရောက်နေတဲ့ကိတ်ထူလအင်္ဂါတသာကိုတော့ဒါတွေကထင်းထင်းရှားရှားပေးမှမဟုတ်ပဲဘယ်ချိန်ကြမှလှုပ်တင်လဲဆိုတော့10 တန် 2 တန်ဆက်နွယ်လာတဲ့ဂျာသာပရိဂျိုကြီးရဲ့အန္ဒရာဒသာကိုရောက်မှသာနော်ယင်းနှိမ့်မြုံနှံမှုကိုယ်ပိုင်စီးပွားလုပ်ငန်းတွေကိုလုပ်ကိုင်သင့်တယ်လို့ပြန်ပြီးဖြေပေးကြပါတယ်ရှင်ဒါကတော့ဇာတာနံပါတ်653ညရဲ့ဇာတာဖြစ်ပါတယ်ဇာတာနံပါတ်651ကိုသွားပါမယ်ရှင်ဇာတာနံပါတ်651ကလည်းမျိုးသမီးတူရဲ့ဇာတာပါပဲဇာတာကတိဆောက်ထားပုံကကံလဲတူဆန်း sorry ကံလဲတူရသည်ကွာဖြစ်ပါတယ်မိတ္တဆန်းပိုင်ရှင်ဖြစ်ပါတယ်ဒီဇာတာတစ်စောင်းလုံးမှာကောင်းမွန်တဲ့အင်အားနဲ့ဇာတာရှင်ရဲ့ဘဝကိုကောင်းကျိုးအပြည့်အဝပေးဖို့ဖော်ပြထားတဲ့ဂျိုကအုပ်အားနဲ့17 တန်မှာယက်တီထားတဲ့ဂျာသာပရိဂျိုကြီးဖြစ်ပါတယ်ဒါကြောင့်ဂျာသာပရိဂျိုကြီးဆိုတဲ့အဝါရောင်ကိုအကျိုးပေးအယောင်အနေနဲ့ရွေးချက်သုံးဆွဲဝတ်ဆင်ပြီးအဆောင်ကြောင့်မြက်အနေနဲ့ဂျာသာပရိဂျိုကြီးဆိုတဲ့အုတ်တပြားအဝါရည်အသွေးရှိတဲ့အုတ်တပြားကြောင့်မြက်ကိုအဆောင်ကြောင့်မြက်အနေနဲ့ဝတ်ဆင်သင့်ပါတယ်ဇာတာရှင်ကိုရောက်နေတဲ့အကျိုးပေးကာလကရာဟုထူလာတောက်ကြအန္ဒရာတွေကိုရောက်ရှိနေပါတယ်နော်ဇာတာရှင်သိလို့မေးထားတဲ့မေခွန်းကတော့ပေးရန်ရှိတဲ့ငွေတွေအမြန်ဆုံးပေးချက်ပါတယ်တဲ့အဲ့တော့ပြောချင်တာကတော့ဘယ်ချိန်ပေးနိုင်မလဲပေါ့နော်ဒါလေးကိုမေးထားတယ်လို့ယူဆပါတယ်ရှင်ဒါဆိုရင်အခုရောက်နေတဲ့ရာဟုဂျိုကြီးကတော့ဒီဇာတာရှင်အတွက်ရှစ်တက်မှာယက်တီနေတဲ့အတွက်ရှစ်တက်ရဲ့သဘာဝအတိုင်းငွေကြေးနဲ့သက်ဆိုင်တဲ့လိုအပ်ချက်တွေများမဲ့ကာလဖြစ်ပါတယ်ဒီပြင်မှာရာဟုဂျိုယက်တီနေတဲ့ယာတိသခင်ဂျိုအင်္ဂါကလည်းပဲ12 တက်မှာယက်တီနေတယ်ဒါကြောင့်ငွေကြေးကျွေးမိတွေနဲ့ပတ်သက်တဲ့အခက်အခဲတွေများစေတတ်တဲ့ကာလလို့ဖော်ပြထားတာကိုတွေ့ရပါတယ်အဲ့တော့အဲ့ဒီရာဟုဂျိုကြီးရဲ့ဒတာဟာ2031ဂျွန်မှာပြီးဆုံးသွားပြီးတဲ့နောက်မှာနော်ဆရာမကပြောတဲ့အလွန်ကောင်းမွန်ပါတယ်ဆိုတဲ့ဂျာသာပရိထူလာကြီးကဘဝမှာတခါမှမရရှိဘူးသေးတဲ့အကောင်းဆုံးအချိန်တစ်ခုကိုဝင်ရောက်လာမှာဖြစ်ပါတယ်
အဲ့ဒီကာလ2031ဂျွန်ကနေ2049ဂျွန်တွင်ဖြစ်ပါတယ်ဒါကြောင့်စိတ်ပြက်အားငယ်စရာမလိုဘဲနဲ့အကောင်းဆုံးစ조사ရင်းနဲ့အဲ့ဒီအချိန်ရောက်အောင်သွားလိုက်ပါတဖြည်းဖြည်းချင်းအစဉ်ပြေချောမွေ့သွားမှာဖြစ်တယ်လို့အဲ့ဒီအချိန်ကိုရောက်ရင်လည်းပဲကိုပေးဖို့ရှိတဲ့ငွေတွေပေးနိုင်ရုံသာမကမိမိရဲ့စီးပွားရေးခြေနေအစီအစဉ်တွေဟာလည်းအခုလက်ရှိခြေနေထက်ပုံမကောင်းမွန်လာမှာဖြစ်တယ်လို့ပဲပြန်ပြီးဖြေကြားပေးလိုက်မှာပဲဖြစ်ပါတယ်ရှင်ဒါကဇာတာနံပါတ်651ဖြစ်ပါတယ်15ဦးရဲ့ 15ဦးရဲ့နောက်ဆုံးလူပဲဖြစ်ပါတယ်နော်ဆရာမကနေ့စဉ်နော်မိတ်ဆွေတို့ကိုတစ်နေ့ကို15ယောက်ဆရာမစ조사ပြီးဟောပေးနေပါတယ်နော်အဲ့တော့ဇာတာနံပါတ်ကလေးတွေရထားတဲ့သူတွေကဇာတာနံပါတ်အတိုင်းစီစစ်ပြီးတော့မိမိတို့ရဲ့ဇာတာအဟောဟုတ်မဟုတ်စီစစ်ပြီးနားထောင်ပေးပါနော်နောက်တစ်ခါဆရာမဟိုအစောတဲ့ကပြောတယ်နော်ကို့မှာဇာတာနံပါတ်ရမလာဘူးဆိုရင်ဆရာမပေးထားတဲ့စီကံချက်တွေနဲ့ငါပေးထားတာဘာကွဲလွဲနေလဲပြန်စီစစ်နော်စီစစ်ပြီးပြန်ဖြည့်ဆိုပြောခဲ့တယ်ပေါ့နော်အဲဆရာမရက်မကြောခင်ကပြောခဲ့တာနော်အခုတော့ရက်ကြော်သွားတော့စီကံချက်နဲ့မညီလို့ကြံခဲ့တဲ့လူတွေကအဲ့ဒီစီကံချက်ကလေးအတိုင်းမှတ်ထားပြီးနောက်ဇွန်လလမှာမေးလို့ရပါတယ်နော်အခုဆရာမဟောပေးရမယ့်လူကမပြီးသေးပါဘူးနောက်အတုတ်တွေကြံပါသေးတယ်ကြံနေတယ်နံပါတ်ရထားပြီးသားကြံနေတဲ့သူတွေကလည်းစောင့်ပြီးနားထောင်ပေးပါလို့မေတ္တာရက်ခံပါတယ်အားလုံးမင်္ဂလာရှိတဲ့နေ့လေးပါရှင်ကျမ်းမာချမ်းသာကြပါစေ